ဇလန်အစမှာတော့ထိုင်းနိုင်ငံရဲ့လှပတဲ့မြင်ကွင်းတစ်ခုနဲ့စတင်ထားပါတယ်။အဲ့ဒီမှာဉာဏ်ပညာကြီးမားပြီးအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာမဲ့လီယိုနဲ့လှပပြီးလျှို့ဝှက်ဆန်းပြတဲ့မင်္ဂလေးစီလီနာတို့ဟာအသက်ထက်မကချစ်ခဲ့ကြပါတယ်။လီယိုကသူမကိုလက်ထပ်ခွင့်တောင်းပြီးကလေးနှစ်ယောက်ယူကာကဘာပတ်ဖို့အထိဂတိတွေပေးခဲ့တာပါ။ဒါပေမဲ့အမှန်တကယ်တော့စီလီနာဟာဆာရာလို့ခေါ်တဲ့လျှို့ဝှက်အဖွဲ့အစည်းရဲ့အမိန့်အရလီယိုတို့မိသားစုရဲ့လျှို့ဝှက်တော့ကိုခိုးယူဖို့ရည်ရွယ်ချက်နဲ့ချင်းကပ်ခဲ့သူဖြစ်နေပါတယ်။ဒါပေမဲ့သူမဟာလီယိုကိုတကယ်ချစ်မိသွားတဲ့အတွက်တော့အတုကိုပေးရပြီးလီယွန်ရဲ့အသက်ကိုကယ်တင်ကလူစီယက်ရဲ့လက်ကနေထွက်ပြေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့မတော်တဆထိခိုက်မှုတစ်ခုကြောင့်သူမဟာအတိတ်မေသွားခဲ့ပြီးအိုဖီလီယာဆိုတဲ့နာမည်နဲ့မူမီသားစုရဲ့မြေအဖြစ်ဘဝအသစ်ကိုစတင်ခဲ့ရပါတော့တယ်။အချိန်တွေဟာ9နှစ်တာကာလကုန်လွန်သွားခဲ့ပါပြီ။အိုဖီလီယာဟာစတာလင်နဲ့ဘဲလာလို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ကလေးနှစ်ယောက်ကိုတကူတည်းပြုစုစောင့်ရှောက်နေတဲ့မိခင်တူဖြစ်နေပါပြီ။တနေ့မှာတော့စီးပွားရေးလုပ်ငန်းကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌဖြစ်တဲ့လီယွန်နဲ့အိုဖီလီယာတို့မမျှော်လင့်ပဲပြန်လည်ဆုံတွေ့ကြပါတော့တယ်။လီယွန်ဟာသူမကိုမြင်မြင်ချင်းစီလီနာဆိုတာမှတ်မိပြီးအတင်းကျပ်မေးမြန်းပါတော့တယ်။ဒါပေမဲ့အတိတ်မေ့နေတဲ့အိုဖီလီယာကတော့သူ့ကိုလူမားနေတာဖြစ်ကြောင်းညင်းဆိုပြီးရဲတိုင်ပဲဆိုတာထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကလေးနှစ်ယောက်ကလီယွန်ကိုဖေဖေလို့အော်ခေါ်လိုက်တဲ့အချိန်မှာတော့လီယွန်တယောက်စွန်အသွားခဲ့ရရှာပါတယ်။မူမီသားစုရဲ့အကြီးအကဲကြီးကမြေးမလေးအိုဖီလီယာပြန်လာတာကိုဂုဏ်ပြုတဲ့အနေနဲ့အမွေအားလုံးကိုလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာတော့မိသားစုဝင်တွေဖြစ်တဲ့အေဒီယာတို့ဟာမနာလိုဝန်တိုစိတ်တွေပြင်းထန်လာပါတော့တယ်။သူတို့ဟာအိုဖီလီယာကိုလူမိုက်တွေလွှတ်ပြီးဒုက္ခပေးဖို့ကြိုးစားခဲ့ပေမဲ့အိုဖီလီယာရဲ့ကိုယ်ခံပညာအရေးချင်းကြောင့်အစီအစဉ်ပြတ်ပြားသွားခဲ့ရပါတယ်။တစ်ဖက်မှာလည်းလီယွန်ကိုနှစ်ပေါင်းများစွာတစ်ဖက်သက်ချစ်နေတဲ့ကလဲဟာအိုဖီလီယာကိုလီယွန်နဲ့ဝေးရကိုထွက်သွားဖို့ချင်းချောက်ခဲ့ပြီးအိုဖီလီယာတောက်မဲ့ဝိုင်ခွက်ထဲကိုဆေးခတ်ကဒုက္ခပေးဖို့အထိရုံမာခဲ့ပါတယ်။ဒါပေမဲ့လီယွန်ကအချိန်မီကယ်တင်နိုင်ခဲ့ပြီးကလဲနဲ့ရှိခဲ့သမျှတငယ်ချင်းတန်ရောစင်တွေကိုပါပြက်ပြက်သားသားအဆုံးသတ်ပစ်ခဲ့ပါတယ်။လီယွန်ရဲ့မိခင်ဖြစ်သူဟာကလေးနှစ်ယောက်ဟာလီယွန်နဲ့ရုပ်ချင်းတူလွန်းတာကြောင့်သူတို့ရဲ့သွေးသားတွေဖြစ်မှန်းရိပ်မိပြီးလီယွန်ကိုအိုဖီလီယာနောက်ကိုအတင်းလိုက်ခိုင်းပါတော့တယ်။တကယ်တော့စတာလင်ဟာလီယွန်ရဲ့သွေးရင်းသားရင်းဖြစ်ပြီးဘဲလာကတော့အိုဖီလီယာမွေးစားထားတဲ့သမီးလေးဖြစ်ပါတယ်။အဲ့ဒီယာရဲ့ရုပ်မာမှုကြောင့်အိုဖီလီယာမောင်းနေတဲ့ကားဟာဘရိတ်ပေါက်ပြီးအသက်အန္တရာယ်ကြုံတွေ့ရတဲ့အချိန်မှာလီယွန်ဟာသူ့အသက်ကိုပဓာနမထားဘဲအိုဖီလီယာကိုကယ်တင်ခဲ့ပါတယ်။ဒီအချိန်မှာလီယွန်ကမင်းဟာစီလီနာပဲဖြစ်ဖြစ်အိုဖီလီယာပဲဖြစ်ဖြစ်ငါမင်းကိုပဲချစ်တာပါဆိုပြီးသူ့ရဲ့စစ်မှန်တဲ့အချစ်တွေကိုဖွင့်ဟကာလက်ထက်ခွင့်တောင်းခဲ့ပါတော့တယ်။ဇလန်းရဲ့အထွတ်ထိပ်ပိုင်းမှာတော့လျှို့ဝှက်အဖွဲ့အစည်းရဲ့ခေါင်းဆောင်လူစီယက်ဟာမြို့ထဲကိုရောက်ရှိလာပြီးအိုဖီလီယာရဲ့သားဖြစ်သူစာတာလင်ကိုပြန်ပေးဆွဲကာအိုဖီလီယာကိုဖျားเจ้าတစ်ခုစီအတင်းကျပ်လာခိုင်းပါတော့တယ်။သူဟာအိုဖီလီယာကိုဝစ်စုံပြဝစ်စင်စေပြီးအရမလက်ထပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုတုံ့လောက်ချောက်ချားစရာအခြေအနေထဲမှာအိုဖီလီယာဟာအုံနောက်ကိုပြင်းထန်စွာထိခိုက်မှုဖြစ်ပေါ်ပြီးအတိတ်ကလီယွန်နဲ့ချစ်ခဲ့သမျှအဖွဲ့အစည်းရဲ့အမိန့်ကြောင့်တော့အတူပေးပြီးထွက်ပြေးခဲ့ရသမျှအတိတ်ဖြစ်ရအားလုံးကိုပြန်လည်သတိရသွားခဲ့ပါတော့တယ်။သူမဟာလူစီယက်ကိုပြက်ပြက်သားသားညှင်းဆိုခဲ့ပြီးလီယွန်ကိုသာအသက်ထက်မကချစ်မြတ်နိုးကြောင်းအော်ဟစ်ပြောဆိုခဲ့ပါတယ်။အန်ဒီရဲ့အရှိဆုံးအခိုက်အတန့်မှာလီယွန်ဟာရဲတပ်ဖွဲ့ဝင်တွေနဲ့အတူဖျားเจ้าတွေကိုတနက်တွေနဲ့စီးနှင်းဝင်ရောက်လာပြီးလူစီယက်ကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်းအိုဖီလီယာဟာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတတိမေမျောသွားခဲ့ရပါတယ်။အချိန်3လကြာပြီးတဲ့နောက်မှာတော့အိုဖီလီယာဟာဆေးရုံကရင်ပေါ်မှာဘေးရန်ရဲ့ကင်းရှင်းစွာနဲ့ပြန်လည်နိုးထလာခဲ့ပါပြီ။ကရင်ဘေးမှာတော့သူမကိုနေညမပြတ်ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ချစ်ရသူလီယွန်နဲ့အတူဖေဖေမေမေလို့တစားစားအော်နေတဲ့သားလေးစာလာလင်နဲ့သမီးလေးဘဲလာတို့ရှိနေကြပါတယ်။နောက်ဆုံးမှာတော့အတိတ်ကအမုန်းတရားတွေအလိညာတွေအလုံးဟာကွယ်ပြောက်သွားခဲ့ပြီးလီယွန်အိုဖီလီယာနဲ့ကလေးနှစ်ယောက်တို့ဟာနှွေးထွေးပြီးစစ်မှန်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ကာပျော်ရွှင်စွာဇက်သိမ်းသွားခဲ့ပါတော့တယ်ခင်ဗျာဒီဇက်လန်းလေးကိုကြည်ချင်းအပြင်စစ်မှန်တဲ့အချစ်စစ်ဟာဘလို့အတားစီးဘလို့အချိန်ကာလမျိုးကိုမဆိုကြော်ဖြတ်နိုင်တယ်ဆိုတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ရုပ်ရှင်ပြန်ပြောပြခြင်းအစီအစဉ်ကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်လူကြီးမင်းတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာနောက်ထပ်စိတ်လှုပ်ရှားစရာဇလန်းကောင်းတွေမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်အားလုံးပဲတာယာအေဂျင့်တဲ့နေ့ရက်လေးဖြစ်ပါစေခင်ဗျာ